Hello ဒီစင်တိုင်း channel စီလာလေကြသူတူချင်းစီကိုကြိုဆိုပါတယ်ရှင်ဒီနေ့မှလည်းပို့ပြီးလာပါတဲ့ပုံမြင်တစ်ပုံနဲ့စားလိုက်မယ်နော်ပုံမြင်လေးကတည့်တီးမော်အိမ်တဲ့တာယာလာပါတဲ့တောတစ်ခုမှာစာကလေးမိမိနဲ့သူ့ကလေး9ယောက်ကတည့်ပင်ကြီးနားမှာအေးချမ်းစွာနေထိုင်ကြပါတယ်ကလေးတို့ရေဒီနေ့မုံလုပ်ပြီးပြီဟေးစားကြရအောင်သမီးကြီးနူးနူးကအနက်အရသာအရန်ကောင်းတာပဲမိမိဘယ်လိုလုပ်ထားလဲရင်ဂျုံစည်းကအရန်မြင်လာတော့ဒီဟာအတွက်ငွေလုံလောက်ရဲ့လားသမီးရဲ့တရတီးတွေဈေးကိုသွားရောက်ရင်လမ်းမှာအင်ကြီးတစ်လုံးဆောက်ဖို့ခြံရှင်းနေကြတာအဲ့ဒီအိမ်မှာခုတ်ပြီးတဲ့တစ်ပင်တွေတည်ပေးရင်သူတို့ကလှုပ်အားကပေးတယ်လေအဲ့ဒီကရတဲ့ငွေနဲ့ကလေးတို့အတွက်ဂျုံဝဲပြီးရိုတီမုံလုပ်ထားတာပါမိမိသမီးတို့အတွက်အစစ်ဆန်တွေဝယ်ပြီးတော့ကလေပျော်တယ်အခုလည်းပျော်တယ်ဒါပေမဲ့မိမိသမီးတို့အတွက်နဲ့အရန်ပင်ပန်းနေပါပြီအခုနားယူပါနော်သမီးတို့အတွက်အရန်ပင်ပန်းမခံပါနဲ့သမီးနူးနူးရဲ့ငါကအမေပါကိုကလေးအတွက်ဆိုဘယ်တော့မှပင်ပန်းနေမချင်ဘူးကလေးအတွက်ဆိုတာနဲ့ပဲအားရှိပြီးပျော်နေတာပါစားမြန်စားကြသမီးတို့စာကလေးမိမိကရူဒီမုံကိုကလေးတွေနဲ့အတူဝေမျှစားကြပါတယ်အဲ့ဒီနောက်မိမိကဖယ်ထားတဲ့ရူဒီကိုယူပြီးတရက်ပင်အောက်ကိုရောက်လာပါတယ်တရက်ပင်အောက်မှာထိုင်ရင်းနဲ့ငါဘော်ရာကြီးတရက်ပင်ရေမင်းနေတိုင်းကြီးထွားလာတာကိုတွေ့ရလို့အယံဝါတာတယ်ဒီနေ့မင်းအတွက်ရူဒီယူလာတယ်စားပါဦးစာကလေးမိမိကတရက်ပင်ကိုစကားလဲပြောသူ့အတောင်မှန်နဲ့တရက်ပင်စီကိုပုတ်တိုက်ပြီးတော့အိမ်ဘက်ကိုပြန်သွားပါတော့တယ်တရက်ပင်လေးကစိတ်ထဲကနေပြီးတော့စာကလေးမိမိရဲ့မြတ်တာကိုငါအမြဲကျေးဇူးတင်နေတာပါဒီဟာကစာကလေးမိရဲ့နေ့စဉ်လှုပ်ရှားဖြတ်တန်းနေပုံမှာဒီတိုးကိုရောက်လာတဲ့နေရာစားလို့စာကလေးမိကတရက်ပင်ကိုတိချာဂယူးဆိုင်တယ်တရက်သီးတွေကိုဈေးမှာရောင်းချပြီးမိသားစုကိုထောက်ပံ့နေတာပေါ့တမနဲ့မှာစာကလေးမိကသူ့တရက်ပင်ကိုရေလောင်းနေတယ်မိဒီတရက်ပင်ကိုဘလို့နေတိုင်းရေလောင်းနေတာလေတရက်လောက်ရေမလောင်းရင်မရဘူးလားနူးနူးကမေးလိုက်တာပါသမီးလေးတစ်ပင်တွေကိုအစာနဲ့ရေနေတိုင်းပေးရတယ်သူတို့ကိုနေတိုင်းအစာနဲ့ရေပေးဖို့အရန်အရေးကြီးတာပေါ့ဒါမှအရသာရှိတဲ့အတီးလှလှတွေတီးနိုင်ပါလေဒီတော့မှချမ်းသာတဲ့ကြီးကန်းတစ်ကောင်လေးရှိတယ်ကြီးကန်းကဒုက္ခရောက်နေတဲ့ငှက်တွေနဲ့စကားပြောလေးရှိပြီးသူတို့ရဲ့အိမ်တွေကိုသူ့ဘာသာသူဈေးနှိမ်ဖြတ်ပြီးဝယ်လေးရှိသူပါစာကလေးမိစီကိုလည်းကြီးကန်းကရောက်လာတယ်မင်းရဲ့သမီးလေး9ယောက်ကိုတင်းတဲထားနိုင်မှုငွေလိုမှာပဲငါဒီအိမ်ကိုဈေးကောင်းပေးဝယ်မယ်ဒီအိမ်အတွက်ဘယ်လောက်လိုချင်လဲငါ့အိမ်ကိုမရောက်ပါဘူးဒီအိမ်ကငါခင်မွေးရဲ့အမှတ်ရစရာအိမ်မှာဘလို့အခြေအနေမျိုးမှာပဲမဆိုငါအိမ်ကိုမရောက်ဘူးကျေးဇူးပြုပြီးအိမ်ရောက်ဖို့လာမစီးရုံပါနဲ့မင်းငါကိုအခုပေးရင်မင်းအိမ်ကိုဈေးကောင်းနဲ့ငါဝယ်မယ်မင်းဒုက္ခရောက်နေတယ်လို့မင်းငါစီအိမ်ဝယ်ပါလို့လာပြောရင်ငါဒါကိုလျှော့ဈေးနဲ့ဝယ်မှာကြည်ပါမင်းဒီအိမ်ကိုမကြခင်ရောင်းရတော့မယ်ကြီးကစာကလေးမိကိုပြောရင်ပြန်ထွက်သွားပါတယ်ဒီနေ့မှာတော့တောအုပ်ထဲမှာမိုးသေးထန်စွာရွာပြီးလေပြင်းတွေတိုက်ခတ်လာပါတယ်အိုးဖျားကြီးဒါကမိုးရသည်မဟုတ်ဘူးဒီချိန်မှာဘာကြောင့်ဒီလိုမိုးရွာနေတာလဲမိုးမရွာရင်အစအများကြီးရမှာလေငါတည့်ပင်မှာတည့်သီးနဲ့အပွင့်တွေအများကြီးရှိသေးတာဒီမိုးဒီလေနဲ့အသီးနှံတွေပန်းတွေအားလို့ပျက်စီးကုန်တော့မယ်နူးနူးကဒါပေမဲ့အမေဒီမိုးကိုဘယ်လိုတားနိုင်လဲဒီမိုးကိုငါတို့မတားနိုင်ပါဘူးဒါပေမဲ့ငါတို့ရဲ့တည့်သီးတွေကိုကာကွယ်ကြရအောင်မင်းညီမလေးတွေကိုဂရုစိုက်ပါငါမကြခင်ပြန်လာမယ်စာကလေးမိကမိုးကပလတ်စတစ်တအုပ်ကိုယူပြီးတရက်ပင်စီကိုပြန်တန်းသွားခဲ့ပါတယ်ခက်ခဲနဲ့တရက်ပင်တစ်ပင်လုံးကိုကာကွယ်ပြီးမိုးကပလတ်စတစ်နဲ့ဖုံးအုပ်ထားလိုက်တယ်အဲ့ဒီအချိန်မှာကောင်းငင်ကနေမမျောလင့်ထားတဲ့လျှက်စီးလက်မိုးကြိုးပစ်ချတာကြောင့်အပြစ်မဲ့တဲ့စာကလေးမိလဲကျတည်ဆုံးသွားရှာပါတယ်
ရုတ်တရက်သူတို့မိမိဆုံးမသွားတော့ကလေး9ယောက်ကမိဘမဲ့ဖြစ်သွားပါပြီအိမ်ထဲမှာငိုပြီးဘာလို့မှမသိသူတို့အမေမရှိလို့အိမ်ထဲကလည်းအိမ်ပြင်မထွက်လာဘူးကလေးလေးတွေကအိမ်ထဲမှာပဲနေခဲ့ကြတယ်ဒီအကြောင်းကိုကြီးကတည်သွားတော့သူကစာကလေးအိမ်စီပြေးသွားပြီဟိတ်ကလေးတွေဒီအိမ်ကထွက်သွားဒီအိမ်ကငါပိုင်တယ်ဦးကြီးကခမရဘာပြောတာလဲဒီအိမ်ကသမီးတို့ပိုင်တာဘာလို့ဒီအိမ်ကထွက်သွားမှာလဲသမီးတို့ကိုဒီအိမ်ကမောင်းထုတ်ရင်ရဲကိုအကြောင်းကြားမယ်ဟိတ်ကလေးမင်းဒီစကားပြောဖို့အသက်မပြေသေးဘူးဒီတော့မှငါအရန်ချမ်းသာတဲ့သူရဲတွေရောက်လာရင်ငါသူတို့ကိုပတ်စံပေးပြီးပြန်ခိုင်းမယ်မင်းငါ့ကိုဘာမှလုပ်လို့မရဘူးဒါကြောင့်ဒီအိမ်ကထွက်သွားပါကြီးကန်းကိုကလေး9ယောက်ကကြောက်သွားတယ်ဒါကြောင့်အိမ်ကိုတော့ခတ်ပြီးလွတ်ရာကိုထွက်ပြေးကြတယ်အပြစ်မဲ့တဲ့ကလေးတွေကထွက်လာပြီးမဲ့လေသူတို့ဘယ်သွားနေရမှမသိကြရှာဘူးထွက်ပြေးလာရင်တရက်ပင်နှန်းကိုရောက်လာကြတယ်အိုးဖျားတခင်နောက်ထပ်ဆန်သက်မှုတွေဘယ်လောက်ထိလာအောင်မလဲအရင်ဆုံးငါတို့အပါငါတို့စီကနေဆွဲထုတ်ရတာကိုခံရတယ်အခုငါတို့အမေသွားပြန်ပြီညီမတွေနဲ့ဘယ်လိုဆက်ရှင်တန်းမလဲမသိတော့ဘူးဒီလိုဖြစ်သွားရတာကဒီတိအပင်ကအရင်ခံမယ်ဒီတစ်ပင်တွေမဟုတ်ရင်ငါတို့အမေကငါတို့အိမ်ကထွက်လာမှာမဟုတ်ဘူးမိုးကြိုးပစ်ခံရရင်တောင်အမေကသေမှာမဟုတ်ဘူးနူးနူးကညီမလေးတွေကိုဖိတ်ရင်းနဲ့ဒီအပင်ချေရင်မှပျော်ရင်ငိုပြီးအိပ်ပျော်သွားကြပါတယ်ရုတ်တရက်ဒီအပင်ကမျက်လုံးပွင့်လာပြီးကလေးတွေကိုကြည့်ပြီးကလေးတို့ထကြတော့ဟင်ဘသူကစကားပြောတာလဲဘသူပဲဖြစ်ဖြစ်ထပါကလေးတို့မကြောက်ပါနဲ့ငါကတည့်ရပင်မင်းတို့ကိုဘာမှမလုပ်ပါဘူးဟဲ့တစ်ပင်ကပြောနေတာပဲတစ်ပင်ကစကားပြောနိုင်လားဟုတ်တယ်စကားပြောနိုင်တယ်ငါကမှော်တစ်ပင်မင်းအမေငယ်ငယ်တုန်းကငါအရန်လုံခြုံခဲ့တာလားဖေဖေဟုတ်ပါတယ်ကလေးတွေငါလုံနိုင်နေငါညဘက်အိမ်တလုံးဖန်တီးပေးမယ်နေကင်းဘက်မှာတရက်ပင်အဖြစ်ပြန်ပြောင်းမယ်တရက်ပင်ကအရန်လှတဲ့တရက်သီးအိမ်အဖြစ်ဖန်တီးပါတယ်နူးနူးနဲ့ညီမတွေလည်းဒီအိမ်မှာလုံခြုံမေးထွေးစွာနေထိုင်ကြပါတယ်နောက်နေ့မိုးလင်းတော့တရက်သီးအိမ်ကတရက်ပင်အဖြစ်ပြန်ပြောင်းသွားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တရက်ပင်သမီးတို့တညာလုံးအေးချမ်းစွာအေးရတယ်အခုပိုက်စာနေပြီကျေးဇူးပြုပြီးစားစရာတစ်ခုကိုပေးပါရှင်စိတ်မပူပါနဲ့သမီးတို့ကလေးတွေကြိုက်တဲ့အရာသာရှိတယ်အစားအစာတွေကိုငါကြွေးမှာပါနူးနူးတို့ညီမတို့တွေလည်းအရာသာရှိတဲ့အစားအစာတွေစားရတယ်ညလည်းလုံခြုံကောင်းမွန်စွာအိပ်စက်ရတယ်တရက်ပင်ကနူးနူးတို့ညီမတွေကိုကောင်းစွာပြုစုစောင့်ရှောက်ပေးနေခဲ့တယ်ဒီလိုနဲ့ပျော်ရွှင်စွာရင်နှဲငယ်ကြတဲ့အထိနေကြတာပေါ့ဒီနေ့မှာကြီးကန်းကအဲ့ဒီဘက်ကိုရောက်လာတယ်တရက်သီးအိမ်ကိုမြင်တော့အယမ်းအံ့ဩသွားတယ်ဒါပါလေမနေ့ကဒီနေရာမှာတရက်ပင်တစ်ပင်ရှိတယ်ဒီညမှာတော့တရက်ပင်ကအိမ်အဖြစ်ပြောင်းနေတယ်ဒီအိမ်မှာဘာသူရှိလဲဝင်ကြည့်မယ်အိမ်ထဲကိုဝင်ပြီးအထဲကိုလှမ်းကြည့်လိုက်တော့နူးနူးတို့ညီမတွေအိပ်ပျော်နေကြတာအိုးကလေးတွေကဒီမှာလားသူတို့ကမောပညာတစ်မျိုးမျိုးကိုသိနေပုံရတယ်ငါအခုပဲသူတို့စီသွားပြီးမေးရမယ်ကြီးကန်းနဲ့သူ့ကျွန်းတွေကလည်းတရက်သီးအိမ်ထဲကိုဝင်သွားတယ်ဟိတ်စာငှက်ကလေးမင်းဒီတရက်သီးအိမ်ကိုဘယ်လိုရလာတာလဲမင်းဒီတရက်သီးအိမ်ကိုရခဲ့တဲ့မောပညာကိုပြောပြစမ်းနူးနူးတို့ညီမတွေကိုချိန်ချောက်လာတာပေါ့အဲ့ဒီအချိန်မှာတရက်သီးအများပြားကကြီးကန်းတို့ပေါ်တရက်သီးအိမ်ကနေပြုတ်ကျလာတယ်ကြီးကန်းတွေလည်းမခံနိုင်တော့တရက်သီးအိမ်ကနေထွက်ပြေးသွားကြတာပေါ့နူးနူးတို့ညီမတွေကတရက်ပင်ကြီးကာကွယ်စောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်တရက်ပင်ကလည်းမင်းတို့အမေရဲ့မြတ်တာကိုစက္ကန့်ပြီးစောင့်ရှောက်ပေးဖို့ငါအမြဲရှိနေမှာပါနူးနူးတို့ညီမတွေလည်းတရက်ပင်ရဲ့စောင့်ရှောက်မှုနဲ့မြတ်တာကိုကျေးဇူးတင်ရင်တရက်သီးအိမ်ထဲမှာအင်မတန်အေးချမ်းစွာနဲ့နေထိုင်ရပါတော့တယ်ဒီပုံမြင်လေးကမိသားစုဆိုတာမေတ္တာနဲ့တည်ဆောက်ရတယ်တစ်ပင်တွေမှာလည်း
စိတ်ဝိညာဉ်ရှိတယ်ဆိုတာမမေ့ပါနဲ့တဲ့မေတ္တာနဲ့ဆောင်ရှောက်မှုကအိမ်နဲ့မိသားစုကိုနှွေးထွေးလုံခြုံစေပါတယ်မိသားစုချစ်ချင်းမြတ်တာတဘာဝကိုချစ်မြတ်နိုးဖို့ကျေးဇူးတိတ်တက်မှုနဲ့နားလည်ခံစားမိစေတဲ့ပုံမြင်လေးတစ်ပုဒ်ပါရှင်ဒီနေ့ပုံမြင်လေးကပျော်ရွှင်နှစ်သက်စေခဲ့တယ်ဆိုရင် like subscribe share လုပ်ပေးရင်းနဲ့နောက်တစ်ခါပုံမြင်သစ်တွေမှာပြန်ဆုံရမယ်နော်ကျမစုမြတ်ယူပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်